ညာကျမ်းမှာရှင်ပြီးခဲ့တဲ့နှစ်ဒီမှာတိုက်ပွဲပြင်းထန်ခဲ့တဲ့ဖားကန့်မဝန်းလင်းရွာမှာစုပြုံတွေ့ရတဲ့ရုပ်အလောင်းတွေနဲ့ပတ်သက်လို့တမကုန်းနဲ့မောင်ကုန်းနဲ့ကြားထဲမှာရွာတွေရှိတာဟုတ်ပြီးတော့ရွာတွေကနေလို့မရလို့ရှောင်ကြတာရှောင်တဲ့ချိန်မှာရွာထဲမှာသူတို့ကြီးစိုးခဲ့တာပေါ့ဗျာရေပြင်းတိုက်စားမှုကြောင့်ညောင်တုံးတာကျိုးရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်ကဟုတ်တာလုံးဝနည်းနည်းပဲပြန်တော့တာလေဒီလိုများတာပေါ့နော်ကျွန်တော်မအူပင်ရန်ကုန်ကားလမ်းမှာပြုတ်သွားမှာအဲ့ပွဲရနေပြီးတော့ဒါတော့တိုင်းပါရနောက်တော့ဒါတော့ရောက်ဒီအကြောင်းတွေနဲ့အတူထိတ်တန်းရောက်နိုင်ငံကသတင်းတွေနားဆင်ရဖို့ရှိပါတယ်။နီပေါမြောက်ပိုင်းမှာရေကြီးရေရှမ်းမှုတွေကြောင့်နိုင်ငံခြားခီးသွားအယောက်300အပါအဝင်လူရာနဲ့ချီပျောက်ဆုံးနေပါတယ်။ I saw around 9 trucks and people being swept away by the floods. ထရပ်ကားကိုစီးနဲ့လူတွေရေစီးအဟုန်နဲ့မျောပါသွားတာကျွန်တော်တွေ့တယ်။ဒါမျိုးမြင်ရတာတုံ့လှုပ်စရာကောင်းတယ်။ဒီအရာမှာကျွန်တော်စတင်လာတာ18နှစ်ရှိပြီ။ဒါမျိုးမြင်ကွင်းတစ်ခါမှမကြုံခဲ့ရဘူးပါဘူးလို့ဒေသခံတယောက်ရဲ့ပြောကြားချက်ကိုစကားပြန်ကပြောသွားတာပါ။နီပေါအစိုးရကတော့တိဘက်ချန်နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ရေခဲတောင်ပြိုကျမှုတွေကြောင့်မြစ်ရေစီးကြောင်းပိတ်ဆို့သွားခဲ့ပြီးဒီပိတ်ဆို့မှုတွေကိုဖောက်ထွက်ခါရေအလုံးအင်းနဲ့ဂျိုင်ဝမ်ဒေတာတွေကိုစီးဆင်းလာတာလို့ယူဆထားကြပါတယ်။ပါကစ္စတန်ကအစိုးရဆေးရုံကြီးတစ်ခုမှာမီးလောင်မှုကြောင့်မွေးကင်းစကလေးငယ်14ယောက်သေဆုံးသွားပါတယ်။အစ္စလာမာဘတ်မြို့က Pakistan Institute of Medical Sciences ဆေးရုံရဲ့မွေးကင်းစကလေးလူနာဆောင်ကနေမီးစတင်လောင်ကျွမ်းခဲ့တာလို့တာဝန်ရှိသူတွေကပြောပါတယ်။တတိယတက်ကကုသဆောင်ကိုဝင်ဖို့ကယ်ဆယ်ရေးဝန်ထမ်းတွေလှေကားတွေတုံးနေတဲ့ပုံတွေရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။အဲဒီကမွေးကင်းစကလေးငယ်တယောက်ကိုကယ်ထုတ်နိုင်ခဲ့တာကြောင့်ဒီကလေးသာအသက်ရှင်ကျန်ရစ်တယ်လို့ဆိုပါတယ်။လေအေးပေးဆက်တစ်ခုမီးစလောင်ပြီးအောက်ဆီဂျင်ပိုက်တွေချိတ်ဆက်ထားတာကြောင့်မီးအလျင်မြန်ကူးစက်သွားခဲ့တာလို့ဆေးရုံပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့ drone တိုက်ခိုက်မှုကြောင့်ရုရှားကအကြီးဆုံး online လက်လီရောင်းကုမ္ပဏီဖြစ်တဲ့ Wildberries ပိုင်းကုန်းတိုးလောင်ယုံတစ်ခုထပ်မံပျက်စီးသွားခဲ့တယ်လို့ရုရှားအရာရှိတွေကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်ကုန်စည်ဖြန့်ဖြူးရေးစင်တာမှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးလူ2ယောက်ဒဏ်ရာရရှိခဲ့တယ်လို့တမ်ဘော့ဒေတာအုပ်ချုပ်ရေးမှူးကဆိုပါတယ်။ယူကရိန်းဟာပြီးခဲ့တဲ့လကတည်းက Wildberries ရဲ့အဆောက်အအုံတွေကိုတိုက်ခိုက်နေပြီးမကြာခင်ရပ်ပိုင်းတုန်းက Wildberries ရဲ့အထူးပြိုင်ဘက် Ozin ကုမ္ပဏီကိုပါပြစ်မှတ်ထားတိုက်ခိုက်တဲ့မဟာဗျူဟာကိုချဲ့ထွင်လှုပ်ဆောင်လာခဲ့ပါတယ်။ဒါအပြင် Kyiv မြို့မြောက်ဘက်က Chernihiv မြို့မှာရုရှားတိုက်ခိုက်မှုကြောင့်လူနေအဆောက်အုံတစ်ခုထိမှန်ခဲ့ရမှာအမျိုးသမီးတစ်ယောက်နဲ့ကလေးငယ်တစ်ယောက်သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ Hormuz ရေလက်ကြားပြန်ဖွင့်မဲ့မျှော်လင့်ချက်မြင့်တက်လာတာနဲ့အတူရေနံစိမ်းဈေးတွေဆက်လက်ကျဆင်းလာပါတယ်။ဒီရေလမ်းကြောင်းတစ်လျှောက်သင်္ဘောသွားလာမှုကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာအီရန်နဲ့အိုမန်တို့ကြားဆွေးနွေးမှုတွေပြန်စခဲ့ပါတယ်။အခုတစ်ပတ်အတွင်းရေနံစိမ်းဈေး800%ထိုးဆင်းသွားခဲ့ပြီးတစ်စီးကိုဒေါ်လာ90အောက်တိတိတသာကျဆင်းသွားပါတယ်။ယာယီသင်္ဘောသွားလာရေးလမ်းကြောင်းတစ်ခုကိုမကြာခင်ကြီးညာပွဲရှိတယ်လို့အိုမန်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်။မနေ့အင်္ဂါနေ့ကသင်္ဘော9စင်းသာအဲ့ဒီရေလက်ကြားကိုဖြတ်တန်းသွားခဲ့ပြီးဒီပမာဏဟာ10ရက်တာပြန့်မျှနှုန်းထားထက်နှိမ့်ကျနေတာဖြစ်ပါတယ်။ဂျပန်မှာလာမဲလာကျင်းပမဲ့အာရှအားကစားပြိုင်ပွဲမှာစီးရင်ပေးသွင်းထားသူ15000ထက်ကျော်သွားလို့ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေကဒီအရေးအတွက်ကိုရှော့ချဖို့စီစဉ်နေပါတယ်။လက်ရှိမှာစီးရင်ပေးသွင်းသူ18000ကျော်ရှိလာပြီးဒီကိစ္စကြောင့်တဲခိုနေထိုင်ရေးစီစဉ်မှုတွေအခက်အခဲဖြစ်လာနိုင်ကြောင်းကျင်းပရေးကော်မတီကပြောပါတယ်။သတ်မှတ်ထားတဲ့အရေးအတွက်ပမာဏအတွင်းပါဝင်သူဥယေကိုအပိသက်သတ်မှတ်ဖို့ပြိုင်ပွဲကြီးကြပ်ကော်ကဲတဲ့အာရှအိုလံပစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။အခုလိုပါဝင်သူတိုးလာရတာဟာအာရှအိုလံပစ်ကောင်စီရဲ့ထောက်ခံအားပေးမှုနဲ့အားကစားနည်းသစ်တွေထပ်မံထည့်သွင်းထားတာနဲ့ပြိုင်ပွဲဝင်နိုင်ငံအရေးအတွက်တိုးလာတဲ့အတွက်ကြောင့်လို့ယူဆရပါတယ်။တရုတ်နဲ့အိန္ဒိယတို့ဟာကာလရှည်ကြာနယ်စပ်အငင်းပွားမှုကိုဖြေရှင်းဖို့ဆွေးနွေးမှုတွေဆက်လုပ်မယ်လို့သဘောတူခဲ့ကြပါတယ်။ဒီသဘောတူညီချက်ဟာတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီနဲ့အိန္ဒိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အာဂျစ်ဒိုဗယ်တို့ကြားဘေကျင်းမှာဆွေးနွေးခဲ့အပြီးထွက်ပေါ်လာတာပါ။နှစ်ဖက်စလုံးကတော့ဒီဆွေးနွေးပွဲတွေကိုဘက်စုံကျပြတ်ပြီးပွင့်လင်းမြင်သာမှုရှိတယ်လို့ပြောဆိုခဲ့ကြပါတယ်။ဒီနှစ်နိုင်ငံဟာဟီမွန်နာတောင်တန်းဒေသမှာကီလိုမီတာ4000နီးပါးနယ်စပ်ချင်းထိစပ်နေတာကြောင့်အငင်းပွားစရာတွေရှိနေစေဖြစ်ပါတယ်။2020တုန်းကဂါဝန်ချိုင်ဝမ်ဒေသမှာလူသေမှုအများဆုံးဖြစ်ခဲ့တဲ့ထိပ်တိုက်တွေးဆုံမှုတွေကြောင့်နှစ်နိုင်ငံဆက်ဆံရေးအကြီးအကျယ်ယိုယွင်းပျက်စီးခဲ့ရပြီးမြဲပြီးခဲ့တဲ့2နှစ်တုန်းကစလို့တိုက်ရုပ်သိမ်းရေးဆိုင်ရာသ
ဘောတူညီချက်ရခဲ့ပြီးနောက်ပိုင်းတင်းမာမှုလျော့ပါလာခဲ့တာဖြစ်ပါတယ်။ဦးကျုံရေးစိုးရင်ရတာကြောင့်အာဖရိကတောင်ပိုင်းအက်စဝါတီနီနိုင်ငံကထွက်ခွာကြဖို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကသူ့နိုင်ငံသားတွေကိုတိုက်တွန်းပြောကြားထားပါတယ်။ အွန်လိုင်းငွေလိမ်မှုတွေကြီးထွားလာတာနဲ့အတူလောင်းကစားလုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ရာဇဝတ်မှုတွေကျူးလွန်ခံရနိုင်ခြေရှိတယ်လို့တရုတ်တာဝန်ရှိသူတွေကပြောပါတယ်။တရုတ်အစိုးရကသူ့နိုင်ငံသားတွေကိုတောင်အာဖရိကလိုနိုင်ငံမျိုးကိုပြောင်းရွှေ့နေထိုင်ကြဖို့အကြံပေးထားပါတယ်ရှင်။အခုတော့သတင်းလွှာတွေအလှည့်ပါကချင်ပြည်နယ်ဖားကန့်မြို့နယ်မှော်ဝန်းလေးကျေးရွာထဲမှာတပ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတွေတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကတိုက်ပွဲတွေပြင်းထန်ခဲ့လို့ဒေသခံတွေထွက်ပြေးခဲ့ရတဲ့နေရာတွေမှာတွေ့ရတာပါ။ကိုဝေးဖြိုးကပြောပြထားပါတယ်။ဒီသတင်းမှာစိတ်မချမ်းမြေ့ဖွယ်အကြောင်းတွေပါဝင်တာကိုကြိုအသိပေးအပ်ပါတယ်ရှင်။ဖားကန့်မှော်ဝန်းလေးရွာထဲအသက်ခံထားရတာခမန်းကြီး၈လကနေတစ်နှစ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့ရုပ်အလောင်း25လောင်းတွေ့လာရတယ်လို့ဒေသခံတွေကပြောပါတယ်။ဖားကန့်မှာ2024တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်အဲဒီတဝိုက်နေရာအများစုကိုKIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ပိတ်ဆို့ထားခဲ့ပါတယ်။2025မေလမှာတော့စစ်တပ်ဘက်ကစစ်ကြောင်းပြန်ထိုးလာပြီးအဲဒီနေရာကိုစစ်တပ်ကပြန်လည်ထိန်းချုပ်စခန်းထိုင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အခုစစ်တပ်ကဒေသခံတွေကိုရွာထဲပြန်နေဖို့ပြောတာကြောင့်ခြံတွေဝင်းရှင်းမှာပဲရွာထဲအသက်ခံထားတဲ့အလောင်းတွေတွေ့လာရတာပါ။အများစုကဥကောင်းကိုကွဲနေတာလက်ဖြံရိုးကျိုးနေတာခြေတစ်ဖက်မရှိတာစားတဲ့နှိပ်စက်ခံထားတဲ့လက္ခဏာတွေရှိနေတယ်လို့ကိုယ်တိုင်တွေ့ခဲ့ရသူတွေကပြောပါတယ်။တက်ခံထားရတဲ့သူတွေဟာအဲဒီရွာကနေလားဒါမှမဟုတ်တခြားနေရာကနေဖမ်းဆီးခေါ်ဆောင်လာခံရသူတွေလားဆိုတာနဲ့ဘယ်ဖွဲ့ကကျူးလွန်ခဲ့တာလဲဆိုတဲ့အသေးစိတ်အချက်လက်တွေတော့ပေါ်ထွက်မလာသေးပါဘူး။ဖားကန့်ဒေသခံတယောက်ပြောတာကမြေချင်းဆိုင်တက်ဆွဲကြတာ KIA PDF တွေကမော်မောင်းကုန်းဘက်မှာတက်ဆွဲတာတမကုန်းနဲ့မော်မောင်းကုန်းနဲ့ကြားထဲမှာရွာတွေရှိတာကိုမော်မောင်းကြီးမော်မောင်းလေးတို့တောင်ပြူပါလာခါတို့မော်မောင်းလျံတို့ရှိတာကိုဒီလိုရွာတွေကနေလို့မရလို့ရှောင်ကြတာရှောင်တဲ့ချိန်မှာရွာထဲမှာသူတို့ကြီးစိုးခဲ့တာပေါ့ဗျာသူတို့စစ်ကြောင်းမထိုးခင်အရင်ကအဲ့မှာပြည်သူတွေကြောက်ရောင်းဝယ်လုပ်ပြီးပုံမှန်နေကြတာလေပြည်သူတွေနေတဲ့ရွာတွေထဲမှာ KIA ရဲ့အဲ့လို PDF တွေတက်ဆွဲတာမျိုးမရှိပါဘူးစစ်တပ်ကိုထောက်ခံတဲ့မီဒီယာတွေမှာတော့ KIA တပ်တွေစုပ်သွားပြီးတဲ့နောက်နေချက်ဝင်းတစ်ခုတည်းကနေ KIA PDF တွေပတ်သွားတဲ့အလောင်း25လောင်းရှာတွေ့ခဲ့တယ်ဆိုပြီးဆွဆွဲနေပါတယ်။ KIA ကလည်းစစ်တပ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့လက်ချက်ဆိုပြီးပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးတုံ့ပြန်တာက KIA လုတ်တယ်ဆိုတဲ့စွပ်စွဲချက်ကတော့ကျွန်တော်တို့လက်ခံစာချုံရှိပါဘူး။အဲဒီမော်ဝန်ပလေးဆိုတဲ့ယူအာမာတော့တိုက်ပွဲဖြစ်တဲ့ချိန်မှာစစ်ကောင်စီတပ်တွေပဲစစ်ကြောင်းတွေထိုးပြီးမှယူအာသားတွေတော့မှအကုန်လုံးဖက်ပြေးသွားတဲ့ယူအာပဲဖြစ်ပါတယ်။နောက်ခဏတိုက်ပွဲဖြစ်တဲ့နေရာသူတို့အုပ်စုတဲ့နေရာပဲဖြစ်ပါတယ်။ဒါကြောင့် KIA ဒီကတော့အဲဒီယူအာမှာကုလူမျိုးပြည်သူလူထုရဲ့အင်ချန်ထဲမှာလူလောင်းတွေမြုပ်နှံဖို့အတွက်ကတော့ဖြစ်နိုင်ခြင်းမရှိပါဘူးဖားကန့်မှာစစ်တပ်ပြန်ဝင်လာတဲ့တစ်နှစ်တွင်တပ်ဖြတ်ခံရတဲ့ပြည်သူစုစုပေါင်း185ယောက်ရှိပြီလို့လည်းဗိုလ်မှူးနော်ဘူးကဆိုပါတယ်။အခုကိစ္စနဲ့ပတ်သက်လို့စစ်တပ်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့အစည်းကိုလည်း BBC မေးမြန်းထားဆဲဖြစ်ပါတယ်။လက်ရှိမှာတော့ရုပ်အလောင်းတွေကိုဘယ်သူဘယ်ဝါတွေလဲဆိုတာအတည်ပြုလို့မရသေးပဲဆက်စုံစမ်းနေတယ်ဆိုပြီးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ကိုဝေဖြိုးဖြစ်ပါတယ်။ AR တိုင်းညောင်တုံမြို့နယ်ကညောင်တုံကျွန်းတာရေတိုက်စားခံရပြီးကျိုးပေါက်တော့မဲ့အခြေအနေနဲ့ကြုံနေရတာကြောင့်တာပေါင်ထိန်းသိမ်းရေးလုပ်ငန်းတွေအရေးပေါ်ပြုလုပ်နေကြပါတယ်။ဒီတာပေါက်သွားရင် AR တိုင်းကမြို့တချို့နဲ့ကျေးရွာတွေအပြင်ရန်ကုန်တိုင်းကလှိုင်သာယာမြို့နယ်အထိရေဝင်ရောက်မှုတွေရှိလာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ကိုမြင့်လွင်ကဆက်ပြောပြပေးမှာပါ။အဲ့ဒီတာဟာ AR မြစ်ကနေခွေးထွက်လာတဲ့တိုးမြစ်ရေကိုကာယံထားတဲ့ညောင်တုံကျွန်းပဲတာဖြစ်ပြီးမြစ်ရေတိုက်စားမှုကြောင့်အခုလိုပေးသွားတာဖြစ်တယ်လို့မြို့နယ်ဆင်မြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ညောင်တုံမြို့နယ်ကန်ချောင်းကျေးရွာအနီးညောင်တုံကျွန်းတာရဲ့7မိုင်6ပါလုံအတွင်းအလျားပေ300အခြေ45ပေခန့်တာကိုထေပိုင်းတိုက်စားမှုဖြစ်ခဲ့တာလို့လည်းဒီကနေ့သတင်းစာမှာထုတ်ပြန်ထားပါတယ်။မိုးများပြီးမြစ်ရေမြင့်တက်မှုကြောင့်တာပေါင်အပေါ်ပိုင်းအထိရေလွှမ်းခဲ့လို့တာရိုးတွေပြိုပြက်ခဲ့ပေမဲ့လက်ရှိတာအတွင်းဘက်ပင်နေရာအပေါ်မှာအလျားပေ900အမြင့်10ပေရှိတဲ့အရန်တာတစ်ခုကိုသေးအိတ်တွေနဲ့ယာယီပြုလုပ်ထားတယ်လို့ဆိုပါတယ်။လက်ရှိမြစ်ရေအနှင်းငယ်ကျတော့လို့တာပေါင်ပြိုကျတာမျိုးဆက်မဖြစ်တော့ပေမဲ့မူကြည့်ပြီးမြစ်ရေမြင့်တက်မယ်ဆိုလို့ရှိရင်တော့ကျန်နေတဲ့တာပေါင်တစ်ခုလုံးကျိုးပြတ်သွားနိုင်တာကြောင့်စိုးရင်ရတဲ့အခြေအနေတွေရှိနေသေးတယ်လို့ဒေသခံတွေနဲ့ပရိဟိတအဖွဲ့တွေကပြောပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ညောင်တုံမြို့နယ်ဆေးမြောင်းဦးစီးဌာနတာဝန်ရှိသူတို့ပြောတာကဒေသတွေကဆိုနေ့တိုင်းဒီကမ်းပြူလာတယ်များတယ်ပေါ့နော်ဒီနေ့မှကျတော့တာပါပါတော့ဒီတာတော့မှကာကွယ်ရေးလုပ်ငန်းတွေလုပ်တော့ကြက်နိုင်သွားပြီဒီကဆိုတော့လေပဲအားပဲရှိတယ်တော့မှအလုံးလိုက်သုံးပြီးမှချလဲပဲတော့ဒါပေမဲ့တို့ကနောက်မှကျတော့သူကဒီလောက်မြင့်တဲ့ယာယီပန်းစမ်းပြီးလေရိုက်တာတော့ဒီအောင်ပြုနေတော့လေအဲ့ဒီတာသာကျိုးတော့ရင်ရန်ကုန်တိုင်းထဲကလှိုင်သာယာမြို့နယ်အထိရေဝင်နိုင်တယ်ဆိုပြီးပြောဆိုနေကြသလိုဒီပေါ်ဒေသခံတွေဘက်ကစိုးရိမ်မှုတွေလည်းရှိနေပါတယ်။စင်မြောင်းဌာနဘက်ကိုမေးကြည့်တဲ့အခါမှာတော့ဒီအပေါ်ပြန်လည်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး
ညောင်တုံးတာကျိုးတော့ရင်ဘယ်လိုထိခိုက်မှုတွေရှိလာနိုင်ပါသလဲတိုင်းလွတ်တော်ကိုယ်စားလှယ်ဦးစောမျိုးတီဟာပြောတာက ဟုတ်တာလုံးဝနည်းနည်းပဲပြန်တော့တာလေဒီကိုများတာပေါ့နော်ဘောဝေမျိုးတွေကရွာတွေရှိတယ်တောင်တုံးမျိုးတွေကရွာတွေရှိပြီးကျွန်တော်တို့90ဧက9000ကျော်မြို့ကိုလေဧက2000ကျော်လောက်မြို့ကျွန်တော်မအူပင်ရန်ကုန်ကားလမ်းမှာမြို့ဝါမှာအဲ့ပွဲရနေပြီးတော့ဒါရိုက်တိုင်းပါရနောက်ကျော်ဒါရိုက်ရောက်တိုင်းလွတ်တော်ကိုယ်စားလှယ်ဦးကျော်ဝင်းနိုင်ကတော့လှိုင်သာယာမြို့နယ်ဟာညောင်တုံးနဲ့မိုင်30ခန့်သာကော်ဝေးပေမဲ့အမြင့်ပိုင်းဖြစ်တာကြောင့်ရေမရောက်နိုင်ဘူးလို့ပြောပါတယ်တစ်ဖက်မှာလည်းပြီးခဲ့တဲ့ဇူလိုင်လ30ရက်နေ့မှာကျိုးပေါက်တော့တဲ့ငဝယ်တာကြောင့်လင်းမျက်နှာမြို့အပါအဝင်မြို့နယ်တချို့မှာရေကြီးနေတာဒလနီးပါးရှိလာနေပြီဖြစ်ပါတယ်ငဝယ်တာကိုတပတ်အတွင်းဆေဖို့မယ်လို့တာဝန်ရှိသူတွေဘက်ကပြောဆိုထားပေမဲ့ဒီကနေ့အထိပြန်လည်ပိတ်ဆို့နိုင်ခြင်းမရှိသေးသလိုရေဝင်ရောက်တဲ့ဒေသတွေလည်းတိုးလာနေတာဖြစ်ပါတယ်ကိုမျိုးလွင်ဖြစ်ပါတယ်အခုတခါရှမ်းပြည်မြောက်ပိုင်းတရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေတင်သွင်းလာတဲ့ကုန်ပစ္စည်းမှန်သမျှကိုဒီလဆန်းပိုင်းကစလို့တရားမဝင်ကုန်စည်ဆိုပြီးပိတ်ဆို့ဖမ်းဆီးနေတယ်လို့နယ်စပ်ကုန်သည်တွေကပြောပါတယ်အများစုဟာညီနောင်မဟာမိတ်အဖွဲ့ကိုအခွန်ပေးပြီးတည်နေတာကြောင့်အခုလိုပိုတင်းကျပ်လာတာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်မတ်တာယာကစူးစီးပြောပြထားပါတယ်ဩဂုတ်လဆန်းကစပြီးမူဆယ်တရုတ်နယ်စပ်ကနေတရုတ်သွင်းကုန်ပစ္စည်းတွေကိုအဝင်မခံဘဲစစ်တပ်နဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေကပိတ်ဆို့ဖမ်းဆီးနေတာလို့မူဆယ်နယ်စပ်ကုန်သည်တွေနဲ့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေကပြောပါတယ်အိမ်သုံးစားသုံးကုန်နဲ့လူသုံးကုန်တချို့တွေကတယောက်စာ3လလောက်ပဲခွင့်ပြုပြီးစီးပွားဖြစ်ကုန်ပစ္စည်းတည်ယူတာတွေကိုတော့ပေးမဝင်တော့ဘူးလို့ဆိုပါတယ်ဒီနှစ်ဆန်းပိုင်းမှာတရုတ်မြန်မာနယ်စပ်ရွှေလီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုတရုတ်ဘက်ကနေဖြေလျှော့လိုက်ပါတယ်ဒါပေမဲ့တရုတ်ကုန်စည်တွေဟာကိုကန်တက်တွေထိန်းချုပ်ထားတဲ့ကျင်းစန်းကျောကနေပြည်ရင်းကိုဝင်နေပြီးညီနောင်မဟာမိတ်အဖွဲ့တွေကိုအခွန်ဆောင်နေတာကြောင့်အခုလိုတရုတ်သွင်းကုန်တွေကိုတရားမဝင်ကုန်စည်အဖြစ်သတ်မှတ်တာဖြစ်နိုင်တယ်လို့ကုန်သည်တွေကပြောပါတယ်ဒီအပေါ်မူဆယ်နယ်စပ်ကုန်သည်များအသင်းရဲ့ဒေသခံကုန်သည်တဦးပြောတာကဒါတော့ကျွန်တော်တို့နိုင်ငံတော်ရဲ့မူဝါဒနဲ့လက်ရှိဖြစ်နေတဲ့ခင်းကျင်းပေါ့အကုန်ကြတော့ပြည်သူပဲတစ်ခါရောက်တယ်လေတရုတ်နဲ့အခုလောလောဆယ်ပုံဝင်နေကုန်စည်ပို့ဆောင်မှုကုန်သွယ်မှုကမလုပ်သေးဘူးဒါနဲ့မဟာမိတ်ကတော့လုပ်တယ်ဆိုတော့ဒီကျွန်တော်တို့လက်ရှိအစိုးရကတရားဝင်ခွင့်မပြုသေးဘူးပြီးခဲ့တဲ့ဒီလအလယ်လောက်ကလည်းရှမ်းမြောက်ထွက်ကုန်ပဲပုတ်ကိုတရုတ်ကုန်စည်ဆိုပြီးရှမ်းပြည်တောင်ပိုင်းမိုင်းပုံဂိတ်မှာဖမ်းဆီးမှုရှိခဲ့တယ်လို့ဒီအကြောင်းသိသူတွေကပြောပါတယ်။ဒါကြောင့်ပြည်တွင်းမှာတရုတ်နဲ့ထိုင်းကုန်စည်တွေဒီအပိုင်းဈေးမြင့်တက်ခဲ့ပြီးကုန်ပစ္စည်းတချို့ပြက်လက်နေတယ်လို့မန္တလေးမှာရှိတဲ့လူသုံးကုန်ပစ္စည်းဆိုင်ရှင်တဦးကပြောပါတယ်။တချို့ကြောင့်လေရတယ်ဗျဘယ်လိုင်းနဲ့ဝင်နေလဲတော့မသိဘူးပေါ့နော်ရတော့ရတယ်ဈေးပဲတက်သွားတာဒီနှစ်ထဲမှာဆိုရင်နောက်တစ်ဆလောက်တက်သွားတာပေါ့နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ကလည်းမနေ့ကပြုလုပ်ခဲ့တဲ့ပြည်အောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာတရားမဝင်ကုန်သွယ်မှုတွေဟာနိုင်ငံတော်အတွက်အခွန်အခတွေမရရှိဘဲထိခိုက်နေတာလို့တရားမဝင်ကုန်သွယ်မှုမရှိဖို့အထူးကြက်မှတ်ဆောင်ရွက်ဖို့ပြောခဲ့ပါတယ်မူဆယ်တရုတ်နယ်စပ်ကုန်သွယ်ရေးတွေဟာလက်ရှိအချိန်ထိတရားဝင်မရှိသေးတာကြောင့်နယ်စပ်ကဝင်တဲ့ကုန်စည်မှန်သမျှကိုပြည်ဦးလွင်အဝင်ဝက်ဝင်ဂိတ်ရှမ်းပြည်တောင်ပိုင်းမိုင်းပုံဂိတ်နဲ့တာစီမြို့အဝင်ကျွဲတက်ဆုံဂိတ်ကနေတာစီဖမ်းဆီးနေတာဖြစ်ပါတယ်ရှင်